အခုတော့မှတမန်အကျိုးမပေးနိုင်တော့ပေးခွင့်ကြုံမှပေးမှာအဲ့တော့ဘလို့ပုံကူမျိုးတွေပေးခွင့်ကြုံတယ်လို့မေးရင်တီလာမရှိတဲ့ပုံကူတွေအကျိုးပေးခွင့်ကြုံတယ်အခုတော့နော်တီလာမရှိရင်အကျိုးပေးနိုင်တယ်တခြားကြီးမားတဲ့ကုသိုလ်တွေမလုပ်ထားဘူးနောက်ဘာဝနာမရှိဘူးဆိုရင်အကျိုးပေးနိုင်တယ်တဲ့အဲ့တော့တီလာထိန်တယ်ကုသိုလ်တခြားကုသိုလ်တွေလည်းကိုအများကြီးလုပ်ထားတယ်ဟုတ်လားတကားမေးတယ်နော်ကုသိုလ်တွေလုပ်လို့ရကုသိုလ်တွေလုပ်ထားတယ်နောက်တရားတွေလည်းအထိုင်းလျောက်အထုတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်တွေကအကျိုးပေးခွင့်မရတော့ဘူးဥပမာအရှင်ကိုလိမာလာကြည့်လူပေါင်းများများဆိုတာသူတတ်လိုက်တယ်သူအဲ့ဒီအကုသိုလ်ကအကျိုးပေးမယ်ဆိုရင်သူဒီဘဝမှာရဟန္တာဖြစ်စရာအကြောင်းမရှိဘူးတေချာပေါ့သူငရဲကြပါဒီအကုသိုလ်အကျိုးပေးရမယ်ဆိုရင်ဒါပေမဲ့သူ့မှာကုသိုလ်ကံတွေရှိတဲ့ကြောင့်သူတရားအထုတ်လိုက်တော့ရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်သွားတော့ဟိုကံတွေကအကျိုးပေးခွင့်မရတော့ဘူးဟုတ်လားအဲ့ကြောင့်မြတ်စွာဘုရားပြောတာမှန်တယ်အကျိုးပေးခွင့်ကြုံမှာပေးတယ်အကျိုးပေးခွင့်မကြုံရင်မပေးဘူးအဲ့တော့ဦးဇင်းတို့အကြောင်းမသိလို့လုပ်ခဲ့တဲ့အကုသိုလ်တွေကိုအကျိုးပေးခွင့်မရအောင်ဦးဇင်းတို့ကသိတဲ့အချိန်မှာကုသိုလ်တွေနဲ့ပြန်ပိတ်ရမယ်ဘုရားနီးလန်းပေးထားတယ်နော်တချို့ကဘုရားမှာနီးလန်းမရှိဘူးထင်နေတာဟိုခရိယန်ကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဗုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယန်ဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယန်ကပိုကောင်းတယ်လို့တချို့ကထင်တာလေမဟုတ်ဘူးဗုဒ္ဓကနီးလန်းပေးထားပြီးသားဖြစ်ပါတယ်ဗုဒ္ဓကဒီလိုဘိုင်လေးနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောက်မယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေများများလုပ်မယ်တရားတွေအထုတ်မယ်ဆိုရင်ကိုမသိလို့ဖြစ်စေသိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်